mình coffee tao này nè khu tự đi ra rồi mình share với lo bây giờ rồi nó mình coffee tao đấy khá là lo share mình bắt đầu mà mình cái sao một thế là mình bé bé tao bảo nó mình chầu sang này nó được khu bảo là lo share mình coffee bé tao mình bé tao bảo nó rồi này mà mình soda drink thì lâu mà tao bảo nó mình khu số lo share mình thì tao đấy khá là lo share thì mà phim mình thì còn mẹ lúcမျိုးတောက်ရမယ့်အခါကြလို့ရှိရင်မမေကကြတော့ဒီပေါ့ fresh juice တွေနဲ့တောက်တယ်ပေါ့နော် fresh juice ဆိုတဲ့နေရာမှာမမေ watermelon တောက်တယ်ပြီးတော့လို့ရှိရင် orange juice တို့ပါလို့တောက်တယ်တခါကြလို့ရှိရင်အဲ့ထဲမှာမမေကဘယ်လိုရွေးတောက်လဲဆိုလို့ရှိရင်အဲ့မှာ sugar လုံးဝမထည့်ခိုင်းဘူးပေါ့နော်ဥပမာဖျဲသီးနဲ့ရေနဲ့ဖြောတာတို့ပေါ့နော်နောက်ပြီးတော့လို့ရှိရင်ဒီဆန်ကစ်ဆိုလို့ရှိရင်လည်းဆန်ကစ်နဲ့ရေနဲ့ပေါ့နော်အဲ့လိုမျိုးပေါ့လုံးဝကို sugar လုံးဝမထည့်ဘဲနဲ့မမေအဲ့တဘာဝစစ်စစ်အရသာပဲမမေတောက်တယ်နောက်ထပ်မမေဘာတွေအဲ့လိုရွေးပြီးတောက်လဲဆိုလို့ရှိရင်မမေဒီတမယာကြီးဖြောတောက်တယ်တမယာကြီးဖြောတောက်တဲ့အခါကျလို့ရှိရင်အဲ့တိုင်းပဲတမယာသီးဟိုတို့တမယာရေပေါ့နော်တမယာသီးနဲ့ငါ့ကိုစားတစ်ပွင့်နှစ်ပွင့်ထက်နောက်ပြီးတော့ရေခဲထက်ရေထက်ကျန်တာလုံးဝအချိုမထည့်နဲ့ဆိုတာပြောရမယ်ဆိုရင်ကွာမင်းအချိုအရန်ရှောင်နေတယ်မှာမင်းပါမင်းတကယ်ချင်းဆိုတိပါတယ်မင်းဘယ်ပဲသွားမင်းမုတ်တခုမှားတာတို့မင်းစားတော့မယ်ဆိုလို့ရှိရင်မင်းရဲ့ဒီတောက်တဲ့ဒီ coffee မှာဆိုလို့ရှိရင်မင်းပါပြောမယ်ငါ့ကိုလုံးဝတခြားမထည့်နဲ့အချိုရှောင်မင်းတောက်တဲ့အေးလေးမှာဆိုလည်းငါ့ကိုလုံးဝတခြားမထည့်နဲ့ပေါ့နော်နောက်မင်းစားတဲ့အစားတောက်တွေဆိုတာလည်းရှိတယ်မင်းအဲ့လိုမျိုးတကယ်ချင်းနေတယ်အဲ့လိုဟိုဒိတ်တဲ့နေ့တွေပါသွားစားတဲ့အခါကျလို့ရှိရင်လည်းမင်းတို့ဟိုပါပေါ့နော်အချိုမုတ်မမေရဲ့ဟင်းပွဲတည်တဲ့ဆိုလို့ရှိရင်ပေါ့နော်မင်းအချုံမှုတ်ဆိုတဲ့နေရာမှာမင်းအချုံမှုတ်လည်းမစားဘူးအသားမှုတ်လည်းမင်းလုံးဝမစားဘူးအဲ့ဒါကိုမမေရဲ့ကလေးတွေကဆိုမင်းအခုထက်ထိမင်းအကျင့်လုပ်ထားအောင်ပေါ့နော်မင်းကလေးတွေဆိုလို့ရှိရင်တို့ကလေးဘွားတယ်မင်းတို့အချုံမှုတ်လည်းဖြတ်ထားတယ်အသားမှုတ်လည်းဖြတ်ထားဆိုတော့မင်းတို့အပြင်နေသွားတဲ့အခါကျရင်ကွာဆိုင်တွေကတော့တို့တုံးတာပေါ့နော်တုံးတဲ့အခါကျလို့ရှိရင်မင်းရောမေတ္တာသမီးတွေကအစပေါ့နော်တို့ဆိုလို့ရှိရင်လေရမ်းချူလို့တို့အောင်ခါကြလို့ရှိရင်တဲ့စားလို့မကောင်းဘူးချုံမှုတ်ရမ်းများတယ်မမီးအဲ့လိုမျိုးလို့ပြောတယ်ပေါ့နော်ဆိုတော့မင်းနဲ့ဒီလိုမင်းတွေ့မင်းကိုပိုင်အဲ့လိုပေါ့နော်မင်းချက်ခိုင်းတဲ့အခါကျလို့ရှိရင်မင်းစားမဲ့ဟင်းတည်တဲ့ချက်ခိုင်းတဲ့ကြာမင်းပါပြောမယ်ဆိုရင်အချိုမှုတ်မထဲနဲ့နော်အသားမှုတ်လည်းမထဲတချို့ကအချိုမှုတ်တော့မတုံအသားမှုတ်တော့တုံတယ်စိမ့်မဲ့လေအသားမှုတ်နဲ့အချိုမှုတ်ဆိုတာအတူတူပဲဆိုတော့မင်းအချိုမှုတ်လည်းမတုံအသားမှုတ်လည်းငါ့ကိုမထဲနဲ့ငါစားမဲ့တဲ့မှာငါ့ကိုဒီအတုပ်ဆိုလို့ရှိရင်လေတခါကြလို့ရှိရင်ဒီကြာစံတုပ်တွေပါစားကျင်တာပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်လေငါရဲ့အတုပ်ထဲမှာငါ့ကိုစီလုံးဝမထဲနဲ့ငါ့ကိုစီချက်အဖက်ကိုစစ်ပြီးတော့ထည့်ပြီးရင်အချိုးမမထည့်နဲ့ငမြိုင်မထည့်နဲ့ပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးပေါ့နော်မင်းကပြင်သွားတာပဲဖြစ်ဘယ်ပဲပေါ့နော်တငယ်ချင်းတွေနဲ့စားတော့ဆိုင်မဖြစ်မနေလို့ထိုင်ရတော့မဲ့အခါကြလို့ရှင်မင်းအဲ့လိုမျိုးလေးမင်းကိုမင်းပေါ့နော်ကဲလို့တာပေါ့နော်ဆိုတော့